ကြိုးကြိုးသားသားဒီလိုလဲတော့မျိုးပါရဲနိုင်လေးမှာရဲနိုင်လေးဖြစ်နေတာအလုံးကြိုးသားတယ်ရွာသားဟောအခုလက်ကြည့်ဟုတ်တော့သားအမျိုးသားတေးသံရှင်လက်ပံသက်ဆွေဟောအမျိုးသမီးတေးသံရှင်ကြတော့ခေတ္တရာရမင်းသူသုံးတွဲကောက်ဟောသူတို့နှစ်ယောက်ကတီးဆိုပြီးတော့လက်ပံသက်ဆွေနဲ့ရုပ်ရှင်နဲ့ဗီဒီယိုတရုပ်ဆောင်ရတနာခင်မမအမေသူတို့နှစ်ယောက်ကပြန်လဲတရုပ်ဆောင်တော့တာတချင်းတစ်ပုတ်ရှိသေးတယ်ဗျတချင်းနာမည်ကဘာလဲအမေအဲ့တချင်းတွေကကိုနေတို့ရွာကအလူရှင်အလူမာတွေပြောတာနဲ့တော့သွားတိုက်ဆိုင်သေးတယ်ဘယ်လိုပြောတော့အမေအလူရှင်အလူမာတွေကရဲနိုင်လေးဆိုင်နေဆိုအခုလဲလူမဲနောက်လဲလူမဲတဲ့ကျွန်တော်တို့ဘက်ကလည်းတောင်းကြည့်တော့အဆူအဒီအလားစင်လူရမှာပြောရပြီးတည်ချစ်စရာဟောဒီအလူခွေးမှာဆိုင်လန်းကြရဘယ်သူဆိုင်လန်းလဲလို့မမေးတဲ့တခါပြေးကလေးလန်းကနားစင်စေချင်တာရဲနိုင်လေးဆိုင်ခွေးပါအလူတော်ကြီးစီကားလေးရကျွန်တော်တို့ဘက်ကလည်းတောင်းကြည့်တော့အဆူအဒီအလားစင်လူရမှာပြောရပြီးတည်ချစ်စရာလူတော်ရဲ့จิตသေးပြောစီမနေကတခုဝေးလူတဲ့အလှရှင်အတူတွေ့နောင်လဲဆက်လဲလူရအောင်မှာစေရနာဒါနဝိသတမယထိတိုင်းအကျိုးလူပြီးနိုင်တာဒီနိဗ္ဗာန်ယေရှုကလူကြပါစို့လူမကြီးရာပါရမီဖြည့်လို့တာလူရနဲ့တွေ့မြင်လူမှာအယုဒ္ဓမြမီချွေးမွေးကလူလေးကြမယ်မကြားဒီနိဗ္ဗာန်ယေရှုကလူကြပါစို့လူမကြီးရာပါရမီဖြည့်လို့တာလူရနဲ့တွေ့မြင်လူမှာအယုဒ္ဓမြမီချွေးမွေးကလူလေးကြမယ်မကြားယခုလဲလူရာလူမကြီးပါလူမအလှတကားကြီးပါနောက်ကလူရဲ့လေးမလေးဆိုင်နေလူမကျွန်တော်တို့ဘက်ကလည်းတောင်းကြည့်တော့အဆူအဒီအလားစင်ဝင်ရမှာပြောရပြီးတည်ချစ်စရာလူတော်ရဲ့จิตသေးပြောစီမနေကတခုဝေးလူနဲ့အလှရှင်တူတွေ့နောင်လဲဆက်လဲလူရအောင်မှာစေရနာဒါနဝိသတမယထိတိုင်းအကျိုးလူပေးနိုင်တာဒီနိဗ္ဗာန်ယေရှုကလူကြပါစို့လူမကြီးရာပါရမီဖြည့်လို့တာ
လူတကာနဲ့တွေ့အမြဲလူမှာ အယုဒ္ဓမြတ်မြတ်ကြီးဝိဟာရမေကမင်းကြာဒီနိဗ္ဗာန်ယေရှုကလူကြပါစို့လူမကြီးရာ ပါရမီထိလို့သာ